ခိုင်းတာမဟုတ်လေကွာမင်းဟာအခုကကျန်းကျန်းနဲ့ဗျာမတာတွေကြောက်ပြောနေတဲ့ကိစ္စယူမင်းဟာ ဩပျော်အောင်လို့စတာလေခုကမင်းက ငါပြောတာအဲ့လောက်ဒီကိုစားရမလို့တယောက်နဲ့တော့စားတယ်ဆိုတော့တကုန်းလောက်စားလိုက်နောက်နေ့တွေ့တဲ့ခါကျတော့နည်းနည်းလေးပို့စားလိုက်အဲ့ခါကျရင်ရင်းနှီးမှုဖြစ်သွားမယ်တောင်ဆုံးကွာဒီကိုးနိုင်နဲ့ရင်းနှီးတယ်ဆိုရင်တော့မှဟာလာကိုအကျွေးယူစားလို့မရဘူးလား ငါမကုန်းမစားတာ ငါစားတယ်စလိတ်လို့ချင်းစလိတ်ရမယ်ဒါကြောင့်မလို့စခိုင်းတာမင်းဟာအခုကရန်စကားတွေသွားပြောသူဖြစ် နောက်နေ့ကျပူစားလိုက်မယ် ဘလို့ပို့စားပါလဲအခုတော့စတာပြဿနာတက်လာတော့ထိုက်ပြီး မင်း ပို့ မ စား င်း တယ် နောက်နေ့ကျပူစားရင်းနေပါ တခွန်းစားအရင်ဦးဆုံးစအောင်ပေါ့မင်းဟာအခုဟာကွာ ပြီးတော့နောက်နေ့ကျမှအစပြန်စားလိုက်မယ် တွက်လိုက်ရေ ဟဲ့တော်လက်ဟာဦးလေး အေးဟဲ့မင်းတငယ်ချင်းဟိုအယူရှိလားရှိလို့ရှိရင်ကြိုးတော့ထောင်တော်ကြငါလုံနေမှာဆိုလို့ ကျွန်တော်ရှိပါတယ်ဦးလေးရဲ့လာ တေးကြတယ်တော့မရှိတာအေးထိန်းတော့